ဒီညတော့ Premier League ရဲ့ပွဲကြီးပွဲကောင်းတဲ့ပွဲအကြောင်းအသေးစိတ်လေးပြောကြအောင်ဟုတ်ပါတယ်အာဆင်နယ်နဲ့လီဗာပူးပွဲဆိုတော့ဒါကတော့အမြဲတမ်းစောင့်ကြည့်ရတဲ့ပွဲပဲလေဟုတ်တယ်ဒီနှစ်သင်းတွေ့ပြီဆိုရင်ကိုပွဲကအမြဲတမ်းဒီကောင်းနေတော့ပဲဆိုတော့ဒီသုံးသက်ချက်မှာကဒီပွဲကဘာလို့အရေးကြီးလဲဘသူတွေပါမလဲအဲ့ဒါလေးတွေအဓိကပြောကြမှာပေါ့ဟုတ်ပြီဒါဆိုဇယားထိပ်ကအချိန်နေနဲ့စလိုက်ရအောင်အာဆင်နယ်က48မှတ်နဲ့ဦးဆောင်နေတာနော်ဟုတ်တယ်လီဗာပူးကအဆင့်4ဆိုပေမဲ့အမှတ်ကွာဟာချက်က14မှတ်တောင်တော်တော်လေးကွာနေပြီအဲ့လောက်ကွာနေတာဆိုတော့လီဗာပူးအတွက်ချန်ပီယံဆုမျှော်လင့်ချက်ကတကယ်ပဲကုန်တယ်လို့ဖြစ်သွားပြီလားအမှတ်ရကြည့်ရင်တော့အဲ့လိုထင်စရာပဲဒါမဲ့ဒီလိုပွဲမျိုးတွေကစိတ်သက်ပိုင်းဆိုင်ရာတက်ရောက်မှုကပိုကြီးတယ်လေမှန်တယ်လီဗာပူးကရှုံးပွဲမရှိတာကိုပွဲဆက်တိုက်ရှိထားတာတရေဒီများသွားလို့သာအရှင်နေကျသွားလားအာဆင်နယ်ကကြတော့ပြောင်းပြန်မယ်နောက်ဆုံးခုနှစ်ပွဲဆက်တိုက်နိုင်ထားတော့ယုံကြည်မှုကကောင်းကင်ထိပ်ရောက်နေမှာပဲဟုတ်တယ်အဲ့ဒီအချိန်ခွာခြားမှုကပွဲအပေါ်မှာတက်ရောက်မှုရှိလာနိုင်တယ်ဒါပေမဲ့ဒီလိုအရှိန်အဟုန်ကအဓိကကစားသမားတွေပေါ်မှာလည်းမူတည်တာကိုအခုကနှစ်သင်းလုံးမှာတိုင်တာပြဿနာတွေရှိနေလေလို့ကြောက်တယ်အထူးသဖြင့်လီဗာပူးဘက်မှာပိုဆိုးတယ်ဟုတ်လားဘယ်သူတွေလဲအီဆတ်အန်ဒိုလီယိုနီတိုမပါနိုင်ဘူးအဆိုးဆုံးတော့သူတို့ရဲ့အဓိကကစားသမားမိုဟာမက်ဆာလာပဲလားဟုတ်တယ်ဆာလာကအာဖရိကဖလားပွဲရောက်နေတာကအကြီးဆုံးထိုးနှက်ချက်ပဲအီခီဒီကေတောင်မထေချဘူးဆိုတော့တိုက်စစ်မှာလူငယ်တွေကိုပဲအားကိုးရတော့မယ်ပုံပဲဝေါတိုက်စစ်မှာအဓိကကစားသမားတွေအကုန်နီးပါမပါဘူးဆိုတော့တော်တော်လေးခက်ခဲမဲ့အခြေအနေပဲအာဆင်နယ်ဘက်မှာရောအာဆင်နယ်ဘက်မှာတော့ Norton ကကာလာဖျူရီနဲ့မော်စကိုယာတို့မပါဘူးလို့တော့အဓိကအတည်ပြုထားတယ်ပြီးတော့ Gabriel Jesus Martinelli တို့ကလည်းနေရာလူနေကြတာဆိုတော့လီဗာပူးရဲ့အခြေအနေနဲ့များတခြားစီပဲဒီနှစ်သိန်းတွေ့တဲ့သမိုင်းကိုပြန်ကြည့်ရင်လည်းဘယ်တော့မှပွဲအေးမရှိခဲ့ဘူးနော်ကျမတို့ကြည့်ခါတဲ့အချက်လက်ဒီထဲမှာဒါဟာ Premier League သမိုင်းမှာဂိုးအတွက်အများဆုံးပွဲစဉ်အတွေ့တယ်ဟုတ်တယ်စုစုပေါင်း180နှစ်ဂိုးတော့ရှိတယ်ဆိုတော့စဉ်းစားရတာကြည့်ရောပွဲတိုင်းဂိုးပါနေကြပဲလင်းလေးတရေပွဲတွေငေါ်တူဂိုးဖြတ်နိုင်ပွဲတွေပြည့်သက်ဒီမတ်မိနေတဲ့ပွဲတွေအများကြီးပဲအဲ့ဒီသမိုင်းကစိတ်ပိုင်းဆိုင်ရာတက်ရောက်မှုလည်းရှိတယ်လေနောက်ပိုင်းမှာအာဆင်နယ်ကလီဗာပူးကိုအသာစီရလာတွေ့ရတယ်နောက်ဆုံးလိခုပွဲမှာတပွဲပဲရှုံးထားတာဒါပေမဲ့ဒီထဲမှာနောက်ထပ်စိတ်ဝင်စားစရာအားပြိုင်မှုတစ်ခုရှိနေသေးတယ်နော်နီးပြချင်းဟုတ်တယ်အာဆင်နယ်နီးပြအာဒေတာကလီဗာပူးရဲ့လက်ရှိနီးပြအာနီစလော့ကိုနောက်ဆုံး3ချိန်တွေ့တာမှာတခါမှမနိုင်သေးဘူးဟုတ်လားဒါကလည်းပွဲကိုပို့ပြီးကြည်ကောင်းစေမယ့်အချက်တစ်ခုပဲဒါကနီးပြဒီကြားကစစ်ပွဲငယ်လေးတစ်ခုလို့ဖြစ်နေတာပေါ့အာဒေတာကအတင်းလိုက်တာနေပေမဲ့စလော့ရဲ့နီးဗျူဟာကိုဘယ်လိုကြော်ဖြတ်မလဲဆိုတာစောင့်ကြည့်ရမှာကဲချုံမီပြောရရင်တော့ခြေစွမ်းအထူးအထိပ်ရောက်နေတဲ့အိမ်ရှင်အာဆင်နယ်ဟုတ်တယ်ပြီးလို့ဒဏ်ရာတွေပြဿနာတွေကြားကနေရုန်းကန်နေရပေမဲ့တမိုင်းမှာတဲ့လီဗာပူးပေါ့လက်ရှိခြေစွမ်းနဲ့တမိုင်းရဲ့မာကျော်မှုအားပြိုင်ပြေလို့ပြောလို့ရတယ်ဒီပွဲမှာအတိတ်ပဲအဆောင်ကြည့်ရမှာကဘာဖြစ်မလဲအဓိကတော့လူမစုံတဲ့လီဗာပူးရဲ့တိုက်စစ်ကငါတို့လည်းချန်ပီယံလောင်းပဲဆိုတာကိုတက်တက်ပြချင်နေတဲ့အာဆင်နယ်ကိုဘယ်လောက်ထိဒုက္ခပေးနိုင်မလဲဆိုတာပါပဲနောက်ဆုံးမနေနဲ့စဉ်းစားစရာလေးတစ်ခုချန်ခဲ့ကြပါတယ်ဒီလိုဖျားကြီးလဲပွဲမှာလီဗာပူးရဲ့လူငယ်ကစားသမားတွေအတွက်သူတို့တက်သေးပြဖို့အခွင့်အရေးကြီးတစ်ခုဖြစ်လာနိုင်မလားမထင်မှတ်ထားတဲ့ကြဲတပွင့်ဒီညမှာပေါက်ဖွာလာနိုင်မလားဆိုတာကလည်းဟုတ်တယ်အဲ့ဒါကလည်းဒီပွဲရဲ့ရက်လက်ပြင်စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းတစ်ခုဖြစ်လာနိုင်ပါတယ်